မင်္ဂလာပါ Case Treasury Hub မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ Kate က banking နဲ့ issuer ရဲ့ချိတ်ဆက်ပုံလေးကိုအနည်းချင်းလေးရှင်းပြပေးသွားမှာဖြစ်ပါတယ် banking ကဘာဖြစ်လို့ insurance company ကိုလိုအပ်တာလဲ insurance company ကရောဘာဖြစ်လို့ bank တွေကိုလိုအပ်တာလဲ banker insurance လို့ခေါ်တဲ့အသုံးအနှုန်းလေးကရောဘာဖြစ်လို့ပေါ်ပေါက်လာတာလဲအဲ့ဒီဌာနမှာဘာလုပ်ကြပြီးတော့နှစ်ခုကဘယ်လို relationship တွေရှိနေတာလဲဒါလေးတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်အဲ့လိုပြောလို့ရှိရင် bank ဆိုတာက money management ပါ insurance ကတော့ risk protection ပါဒါကြောင့်မလို့ banker insurance ဆိုတဲ့စကားလုံးလေးကတော့ bank plus insurance ကိုပေါင်းထားတာက banker insurance ပါဆိုတော့ banker insurance ကဘယ်လိုအလုပ်တွေစလုပ်လဲလို့ပြောမယ်ဆိုလို့ရှိရင် bank ခွဲတွေမှာ customer တယောက်က account တစ်ခုလာဖွင့်နေဆိုပါစို့ saving account ဖြစ်စေ fixed account ဖြစ်ပြီးလာဖွင့်နေဒီချိန်မှာ relationship banker တယောက်က insurance သာရှိမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးတွေအကျိုးကျေးဇူးတွေရစေတယ်ဒီလိုနည်းလမ်းမျိုးနဲ့ banker insurance အလုပ်ကိုစတင်လိုက်တဲ့အချိန်မှာ insurance policy ကို insurance ဘက်ကနေပြီးတော့ထုတ်ပေးပြီးတော့ bank ကတော့ distribution channel နဲ့ရပ်တည်လိုက်ပါတယ်ဒီချိန်မှာ bank ဒီ insurance company ကနေပြီးတော့ commission fees ကိုရပြီးတော့ insurance company ကတော့ customer network တကျနဲ့ banking network ကနေပြီးတော့တစ်ဆင့် insurance policy တွေကိုရောင်းချနိုင်မှာဖြစ်ပါတယ်ဒါကနံပါတ်1ဖြစ်လာတဲ့ banking insurance ပါနံပါတ်2ကတော့ bank ကဘာဖြစ်လို့ insurance ကိုလိုအပ်တာလဲဘဏ်မှာအဓိက product မှာဖြစ်တဲ့ credit loan လို့ခေါ်တဲ့ဌာနပါ loan လို့ခေါ်တဲ့ဌာနမှာဥပမာအားဖြင့် home loan ဖြစ်စေကား loan ဖြစ်စေ customer ကိုပေးထားတာရှိပါတယ်အဲ့ဒီ home loan ဖြစ်စေကား loan ဖြစ်စေယူထားတဲ့ customer ဒီအချိန်မရွေး accident ဖြစ်နိုင်ပါတယ်ဒီလို accident ဖြစ်သွားတဲ့အချိန်မျိုးမှာ loan repayment ကိုထိခိုက်နိုင်ပါတယ်ဒါကြောင့်ဒီလို customer မျိုးကသာ insurance ဝယ်ထားမယ်ဆိုလို့ရှိရင် loan repayment risk ကိုလျှော့ချနိုင်တာဖြစ်တဲ့အတွက် bank ဒီ insurance ကိုလိုအပ်ခြင်းဖြစ်ပါတယ်နံပါတ်3 insurance company ရောဘာဖြစ်လို့ bank ကိုလိုအပ်တာလဲ insurance company ကတော့ bank ကိုဘာကြောင့်လိုအပ်တာလဲဆိုတော့ bank ဒီ branch network အရင်ကောင်းတယ် customer base အရင်များတယ်ဒါကြောင့်မလို့ digital channel တွေလည်းအများကြီးရှိတယ်ဒါကြောင့် trust ကိုရယူနိုင်ပြီးတော့ customer base များများရနိုင်တဲ့အတွက် insurance company အနေနဲ့ bank ကိုပူးပေါင်းလိုက်ခြင်းအဖြစ် branch network တွေ insurance network တွေပို့ပြီးတော့ကျေပြန့်စေပါတယ်ဒါကြောင့်မလို့ insurance company က bank ကိုလိုအပ်ခြင်းဖြစ်ပါတယ်နံပါတ်4အချက် bank ကဘဏ်မှာရှိနေတဲ့ banking department တွေနဲ့ insurance မှာရှိနေတဲ့ကိစ္စရပ်တွေကဘယ်လိုချိတ်ဆက်မလဲအဲ့တော့ banking area မှာရှိတဲ့ relationship manager တွေကများသောအားဖြင့် customer တွေကို insurance product တွေကို recommend ပေးပါတယ် banking area မှာရှိနေတဲ့ retail banking သမားတွေကတော့ risk protection ကို awareness နေနဲ့ပေးပါတယ် credit ဒါမှမဟုတ် lending ဖြစ်နေတဲ့ banking area ကတော့ loan protection insurance ကိုပေးပါတယ် retail banking ကတော့ banker insurance ကို sales လုပ်ပါတယ် credit ဒါမှမဟုတ် lending ကတော့ loan protection insurance ကိုပေးပါတယ်နံပါတ်4ဖြစ်တဲ့ risk management banking area ကတော့ financial risk control ကိုinsurance နဲ့ relationship အနေနဲ့ရှိနေပါတယ်နောက်ဆုံးတစ်ချက်ဖြစ်တဲ့ treasury banking area ကတော့ liquidity management နဲ့ currency management အချိန်မှာ insurance နဲ့ relationship ဖြစ်သွားနိုင်ပါတယ်ဒါကတော့ insurance company တွေက bank ကိုမိခိုသလိုဘဏ်ကလည်း insurance company နဲ့ relationship ရှိနေတယ်ဆိုတာလေးကိုပြောတာဖြစ်ပါတယ်။ဒါကြောင့် banker insurance တယောက်လုပ်ဖို့ဆိုလို့ရှိရင် banker insurance ဌာနမှာတာဝန်ထမ်းဆောင်မှုအတွက်စိတ်ကူးရှိတယ်ဆိုလို့ရှိရင် banking knowledge ကိုလည်းသိရမယ်။ insurance knowledge ကိုလည်းသိရမယ်။ relationship management နဲ့ပတ်သက်ပြီးတော့လည်း skills တွေရှိနေဖို့လိုအပ်တယ်။ product management ဖြစ်တဲ့ product တွေအကုန်လုံးကိုလည်းနားလည်နေဖို့လိုအပ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ banker insurance တယောက်အနေနဲ့လုပ်ငန်းအလုပ်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နိုင်တယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။